အပြောနဲ့အလုံးလောက်တာမဟုတ်ပါဘူးရှင်အလုံးနဲ့မှာတက်တည်ပြတာကဲ BKK ကြည်စင်းနေတာ6ရုံတက်ရုံနဲ့ပဲရှိသေးတာအနောက်မှာအထက်ရ4000ကျော်ဝင်ပါတယ်ရှင်ဒီနေ့ BKK ကြည်စင်းနေရမမတို့အန်ဆောက်ကောင်ရ BKK ကြည်စင်းတွေကဘာလို့ဝေါက်ကွယ်ရောင်းရတာလဲဆိုလို့ရှိရင်ထူးခြားချက်ကိုပြောပြမယ်မမေလေးမမတို့ကိုချုပ်ထုတ်ပေးတဲ့အခါမှာလေမမတို့တက်ဆိုင်တဲ့ဘယ်တော့မှမချုပ်ထုတ်ပေးဘူး4 site ချုပ်ထုတ်ပေးတယ် AZ 2 AZ 3 AZ 4 AZ ဆိုပြီးတော့ချုပ်ထုတ်ပေးတာလေကဲမင်းတို့ရှိရ AZ site ကိုပြပေးမယ် AZ site ကပေါင်ချိန်80 90ကနေပြီးတော့ပေါင်ချိန်100နဲ့မှ20 AZ ဝတ်လို့ရတယ်ဒါဒီသမီးလေးဝတ်ထားတာက AZ site ကလေးကဲ2 AZ site နော်2 AZ site ဆိုလို့ရှိရင်ပေါင်ချိန်100ကနေပြီးတော့ပေါင်ချိန်100နဲ့မှ40မျက်စိမိတ်ပြီးဝတ်နော်ဒါလေးက2 AZ site 3 AZ site လာပါပြီရှင်ကဲမင်းတို့ရှိရအာနိုးကြီးဒါဆိုလို့ရှိရင်ပေါင်ချိန်100ကနေပြီးတော့ပေါင်ချိန်100နဲ့မှ60 AACC ဝတ်လို့ရပါတယ်ရှင်အိတ်ကက်ဆိုလို့ရှိရင်လည်းအိတ်ကက်နှစ်ဖက်နော်အိတ်ကက်ဆိုရင်တစ်ဖက်တည်းမဟုတ်ဘူးနှစ်ဖက်တိတိထည့်ပေးထားပါတယ်ကဲ4 AZ site ဘောင်းမီတစ်ထည့်ဝင်ရင်လူနှစ်ယောက်ဝတ်လို့ရတယ်ဆိုတာဒီဟာပါနော်မင်းတို့ရှိရပလက်ဆိုင်ပါပေါင်ချိန်200ကနေပြီးတော့ပေါင်ချိန်100ကနေပြီးတော့ပေါင်ချိန်200နဲ့မှ30 220နီးပါးလောက်ထိကိုအေးစေးဝတ်လို့ရတယ်ကွာချက်မှာတင်ချက်မှာကြောက်တဲ့အမကြီးမှာအချောင်ကြီးပဲနော်တရေကျိုးချက်မှာလည်းလုံးဝမပူပါနဲ့ရှင်နော်ဒါလေးကတော့ 4AZ site ကလေးပါယောက်ျားလေးရောဝတ်လို့ရလားဆိုတဲ့အမတွေကြောင်းမအောင်နှစ်မျိုးစလုံးဝတ်လို့ရပါတယ်ဒါယောက်ျားလေးဝတ်ပါကပယ်ဝတ်ချင်တယ်ဆိုတဲ့အမများလည်းဝတ်လို့ရပါတယ်ရှင်ပြီးတော့ဘောင်းမီဝယ်ရင်တခြား online နေရာဝယ်ပြီးဆိုလို့ရှိရင်မမတို့ရေနော်ခွားတွေတပီးပြဲတယ်မမေရေရောက်လာတာနဲ့လုံးဝခွားတွေတပီးပြဲတယ်ဆိုတဲ့အမတွေမင်းတို့ရှိရဝယ်ပြီးဆိုရင်စိတ်ချမ်းသာမှုတန်ကိုခံနိုင်မှဝယ်ပါဒါအမြဲတမ်းပြောနေကြစကားနော်ဒီမှာကိုမမတွေအတွက်ကွာပြဲမှာကြောက်တဲ့အမတွေအတွက်ဒီမှာအလှတစ်စောင်းမှာထပ်ပြီးပေးရတယ်ပိုလိုတစ်စိတ်လေးပါတယ်ကဲအိတ်ကတ်ဆိုလို့ရှိရင်လည်းအိတ်ကတ်နှစ်ဖက်ပါပေးရတယ်ဈေးနှုန်းနော်ပိတ်စဖို့ပဲမမင်းအောင်ပေးပေးနော်ဈေးနှုန်းဆိုလို့ရှိရင်လေနော်ပိတ်စဘိုးလောက်ကိုပဲမင်းတို့ယူပေးထားတယ်တစ်ထည်ကမှ AZ site 9000နဲ့မှ900ကျပ်2 AZ 3 AZ 8000နဲ့မှ900ကျပ်ပါ4 AZ ဈေးဆိုလို့ရှိရင်နော်မင်းကို9000နဲ့မှ200ကျပ်ကနေစပြီးတော့ဝယ်ယူအားပေးလို့ရပါပြီရှင်ရန်ကုန်မြို့တွင်းဆိုရင်တော့အိမ်ရောက်ဝေချေရတယ်ကြံညွန့်ညာငွေချိုလက်စတစ်ပြည့်ဝယ်ယူအားပေးလို့ရမင်းတို့ရှိမှာဒီလို9တဲ့ပါတစ်ထုပ်ရှိတယ်နော်တစ်ဆိုင်ကို9တဲ့ပါတစ်ထုပ်ယူပေးရပါမယ်အယောင်မရွေးကလာမရွေးပါဘာဖြစ်လို့အယောင်မရွေးခိုင်းတာလဲဆိုတော့မင်းတို့ချုပ်တဲ့အခါမှာဆိုလို့ရှိရင်အလိမ့်20လောက်ကိုတစ်ခါလေးချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အယောင်မြထည့်ပေးပါတယ်အယောင်မရွေးပါကဲမမတို့ကနေပြီးတော့ကြိုက်တယ်ဆိုရင်မမရဲ့ Viber နံပါတ်ဖြစ်တဲ့883 123ဆက်သွယ်မှယူအားပေးနိုင်ပါတယ်ခုံ95846ခုတစ်ဆိုတဲ့ Viber လေးကနေပြီးတော့လည်းဆက်သွယ်မှယူအားပေးနိုင်ပါတယ်ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါကြံမြို့များငွေချိုလက်စစ်ပြည့်ဝယ်ယူအားပေးပါကဲအပြောနဲ့တင်တက်တည်ပြတာမဟုတ်ဘူးနော်အလုံးနဲ့ပါတက်တည်ပြရတယ်ကဲဝေါကွယ် BKK ချီစင်းနေပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်